100% tuition fee ဝေပြီးရရဲ့ပြီးရင် living stipend ကကြတော့8000ဘတ်မဟုတ်တော့ဘဲနဲ့9500ပဲပြီးတော့ရပေါ့လေဒီ public university တွေထဲမှာဆိုလို့ရှိရင် top 4 university ဖြစ်တယ်ဒီ TISR scholarship ကိုရှောက်ဖို့အတွက်အများကြီး recommend ပေးပါတယ်မင်္ဂလာပါအမရဲ့နာမည်ကတော့ဝင်းဝါတို့ဖြစ်ပါတယ်အမကအခုလက်ရှိထာမဆတ် University ရဲ့ Bachelor Program တစ်ခုဖြစ်တဲ့ Global Studies and Social Entrepreneurship Major မှာ First Year တက်ရောက်နေတာဖြစ်ပါတယ်အမကတော့ TISR Scholarship Round 2ရဲ့2025 winner ဖြစ်ပါတယ်TISR ဆိုတာကတော့ထာမဆတ် International Student Recruitment Program တစ်ခုဖြစ်ပါတယ်ထာမဆတ်မှာက campus ၄ခုရှိရပေါ့နော် Ransik campus ရဲ့ Thaprashan campus ရဲ့ Lamban campus ရဲ့ပြီးတော့လို့ရှိရင်နောက်ဆုံးတစ်ခုကတော့ Pattaya campus ရဲ့ဆိုပြီးတော့ campus ၄ခုရှိပါတယ်အဲ့ဒီတကမှာကိုလျှောက်တဲ့ major ပေါ်မှာမူတည်ပြီးတော့ကြားတဲ့ဒီ campus မှာသွားပြီးတက်ရမှာဖြစ်တယ်ပေါ့နော်ဒီ TISR scholarship ကဆိုလို့ရှိရင်တစ်နှစ်ကို round နှစ်ခုခေါ်ရပေါ့နော် first round ကိုကြတော့ November December ကြားမှာခေါ်ပြီးတော့ second round ကိုကြတော့ February နဲ့ March ကြားမှာခေါ်တတ်ပါတယ်အခု round 1ကိုစခေါ်နေဖြစ်တယ်ပေါ့နော်November 24ကနေပြီးတော့ December 24 ထိခေါ်နေရဖြစ်တယ်ပြီးတော့လို့ရှိရင်ဘယ် program တွေအတွက်ရှောက်လို့ရလဲဆိုလို့ရှိရင် Bachelor program အတွက်ကော Masters program အတွက်ကောရှောက်လို့ရနေပါပြီ type of scholarship တွေအနေနဲ့ဆိုလို့ရှိရင်တော့အရင်နှစ်အမားတို့နှစ်တုန်းကဆိုလို့ရှိရင်category A နဲ့ category B ဆိုပြီးတော့ပဲရှိရပေါ့နော် category A ဆိုလို့ရှိရင် 100% tuition fee ဝေပြီးရနဲ့ပြီးရင်ဒီတလားစာစီပေါ့နော် living stipend အနေနဲ့8000ဘတ်ပေးတယ်ပြီးတော့လို့ရှိရင် category B အနေနဲ့ဆိုလို့ရှိရင်တော့တာမန်ဒီ 100% tuition fee ဝေပြီးရပဲပေးရပေါ့နော်သူ့အတွက်ကတော့ living expense မရပါဘူးဒါပေမဲ့အခုနှစ်မှာကျတော့ဒီ system ကပြောင်းသွားတယ်ပေါ့နော်အခုနှစ်မှာဆိုရင် category 3မျိုးရှိမယ်ပထမဆုံး category A ရဆိုလို့ရှိရင်ဒီ 100% tuition fee ဝေပြီးရရဲ့ပြီးရင် living stipend ကကြတော့8000ဘတ်မဟုတ်တော့ဘဲနဲ့9500ပဲပြီးတော့ရပေါ့လေအဲ့ဒါက category A category B ကတော့မပြောင်းလဲသွားဘူးကအရင်နှစ်တုန်းကလိုပဲဒီ 100% tuition fee ဝေပြီးရမယ် living stipend ရမှာမဟုတ်ဘူးပြီးတော့လို့ရှိရင် category C ဆိုပြီးတော့ပေါ်လာတယ်ပေါ့နော် category C ဆိုတာကကြတော့ 50% tuition fee reduction ဖြစ်တယ်ပြောရမယ်ဆိုလို့ရှိရင်ကဒီ semester တစ်ခုအတွက်ဒီပေးရမယ့် tuition fee က3သိန်းဆိုလို့ရှိရင်ကိုကဘတ်9000လောက်ပဲ9000ပဲပေးရတော့မယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ type of scholarship အနေနဲ့ဆိုရင်တော့ category 3မျိုးဖြစ်သွားပါတယ်ဆိုတော့ဒီ master degree ရော bachelor degree ရောအတွက်ဘယ်လို program တွေရှောက်လို့ရလဲဆိုရင်အဓိကအဖြစ်တော့ program 3မျိုးခွဲရပေါ့နော် Thai program ရဲ့ English program ရဲ့ international program ဆိုပြီးတော့3မျိုးခွဲထားတယ်အဲ့ဒီမှာ Thai program ဆိုလို့ရှိရင်သူက Thai လိုပဲသင်မယ် Thai language နဲ့သင်မယ် English program ဆိုလို့ရှိရင်တော့ Thai language နဲ့ရော English language နဲ့သင်မယ်ပေါ့လေပြီးတော့လို့ရှိရင် international program ကကြတော့ဒီ 100% English လိုပဲသင်မှာဖြစ်ပါတယ်ဒီထဲမှာကိုကြိုက်တဲ့ major ကိုရှာချင်တယ်ဆိုလို့ရှိရင်တော့ဒီธรรมศาสตร์ရဲ့ဒီ announcement page ကိုတွားကြည့်မယ်ပြီးတော့လို့ရှိရင်အထက်က criteria and required document ဆိုတဲ့ဒီနေရာလေးကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့အခါမှာ major တွေအများကြီးကြာလာလိမ့်မယ်အဲ့ထက်မှာကိုကြိုက်တဲ့ major ကိုတွားကြည့်မယ်ကွာပြီးတော့လို့ရှိရင်ကိုကြိုက်တဲ့ major တွေ့ပြီဆိုရင်လည်းတက်ပြီးပြောင်းမသွားနဲ့အောင်သူ့ရဲ့ခွင့်စာကိုပဲကလေးမှာရေးထားတယ် Thai program လား international program လားတခြားလေးကြည့်ပြီးတော့ရှောက်ရမယ်ပေါ့နော်TISR scholarship ကိုရှောက်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုရင်ပထမဆုံးအနေနဲ့ကတော့ passport လိုအပ်တယ်ပေါ့လေနောက်တစ်ခုကဒီ education qualification တွေအနေနဲ့ဆိုလို့ရှိရင်တော့ GED bachelor ရှောက်မယ်ဆိုလို့ရှိရင် GED မရှိမဖြစ်လိုအပ်တယ်ကိုဘာလို့လဲဆိုလို့ရှိရင်ကမြန်မာနိုင်ငံကဒီ10တန်းကိုရော12တန်းကိုရောထမဆက်ကလက်မခံဘူးပေါ့နော်ပြီးတော့လို့ရှိရင်ဒီကိုကဒီမြန်မာနိုင်ငံမှာ university တစ်ခုတက်နေတယ် second year third year ရောက်နေပြီဆိုလို့ရှိရင်တော့ bachelor တက်ချင်တယ်ဆိုလို့ရှိရင်GED ကိုမဖြစ်မနေပြန်ဖြည့်ပေးရတယ်ပေါ့နော်ဒါကတော့ GED နောက်တစ်ခုက English test ကိုတစ်ခုလိုရမယ် IELTS တို့ TOEFL တို့ဖြည့်လို့ရတယ် Duolingo ကကြတော့တချို့ major တွေကတော့လက်ခံတယ်ပေါ့နော်ဒါပေမဲ့ major အများစုကတော့ Duolingo လက်မခံဘူးပြီးတော့လို့ရှိရင်ကျောင်းကလုပ်ပေးတဲ့ဒီ TU GAT လိုမျိုး English test တွေလည်းဖြည့်လို့ရပါတယ် SAT အနေနဲ့ဆိုလို့ရှိရင်ကကြတော့သူလည်းအဲ့လိုပဲတချို့ major တွေက SAT တောင်းတာရှိတယ်ဥပမာဆိုရင်ဒီ engineering major တို့ပြီးတော့လို့ရှိရင် business major တွေဆိုလို့ရှိရင် SAT ထည့်ပေးရတယ်ဒါပေမဲ့ humanity နဲ့ပတ်သက်တဲ့ major အများစုကတော့ဒီ SAT မလိုဘူးပေါ့နော်ပြီးတော့လို့ရှိရင် portfolio တွေ essays တွေကလည်းပဲ major တောင်းတယ်ဆိုလို့ရှိရင်ထည့်ပေးရမယ်ပေါ့နော်ဆိုတော့အရေးကြီးဆုံးကတော့ဒီ criteria and required document မှာကိုတက်မဲ့ major ရဲ့ document တွေကိုတေချာလေးစစ်ပေးမယ်စစ်ပြီးတော့လို့ရှိရင်သူကလိုတဲ့ဟာလေးတွေကိုကိုကလိုက်ဖြည့်လိုက်မယ်ပေါ့နော်မလိုတဲ့ဟာတွေဆိုလို့ရှိရင်ထည့်စရာမလိုတော့ပါဘူးဆိုတော့ကိုစိတ်ဝင်စားတဲ့ major ပြီးရင်ကိုရှောက်ချင်တဲ့ major ကိုအကြောင်းကိုပို့ပြီးသိချင်တယ်ဆိုလို့ရှိရင်စချင်မှာသွားပြီးတော့ကိုက GSSC ရှောက်ချင်တယ်ဆိုရင် GSSC ထားမဆဆိုပြီးတော့ရှာလိုက်မယ်အမှ website တစ်ခုရောက်လာလိမ့်မယ်ကွာပြီးလို့ရှိရင်ဒီ business ရှောက်ချင်တယ်ဆိုရင်လည်းထားမဆ business school လို့ရှာလိုက်မယ်ပေါ့လေအဲ့ခါကျလို့ရှိရင်လည်းသူ့အတွက် website တစ်ခုရှိရယ်ဆိုတော့ရှောက်ချင်တဲ့ major တိုင်းတော့သူ့အတွက် website အခွဲလေးတစ်ခုချင်းစီရှိရယ်ဒီ website ထဲမှာသွားပြီးတော့ဒီ admission အတွက်ဘာတွေလိုအပ်လဲလို့ပြီးသွားလို့ရှိရင်ဒီ career opportunities တွေကဘယ်လိုရှိလဲသူတို့ရဲ့အခု graduate တွေကရော
ရောဘာတွေဖြစ်နေကြပြီလဲတို့ပြီးတော့လို့ရှိရင်အခုသင်မဲ့ curriculum outline တွေရောအကုန်လုံးကိုဒီ website ဒီမှာသွားပြီးတော့ဖတ်တာကို recommend ပေးရပေါ့နော်ပြီးတော့လို့ရှိရင်ကိုမသိတဲ့အချက်တွေရှိသေးရဆိုလို့ရှိရင်လည်း faculty တစ်ခုချင်းစီရဲ့ email ကိုသွားပြီးတော့ပို့လို့ရတယ်အခု scholarship TIS scholarship ကိစ္စဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်ကိုယ့်ရဲ့ requirement တွေကသူ့ရဲ့ requirement တွေနဲ့သွားပြီးတော့မတူနေဘူးဆိုလို့ရှိရင်ဒီ faculty တွေကိုသွားပြီးတော့အမြန်ဆုံးလေးပေါ့နော်အမြန်ဆုံးကြိုပြီးတော့ပြောတာကောင်းတယ်အဲ့ဆိုလို့ရှိရင်သူတို့ဘက်က2ရက်3ရက်အတွင်းမှာ reply ပြန်ပေးရပေါ့လေဒါကြောင့်မလို့ဒီ email ကိုလည်းပဲသွားပြီးတော့ဆက်သွယ်ပေးဖို့မမေ့ပါနဲ့ဆိုတော့ဒီ TIS scholarship ကိုဘယ်လိုရှောက်ကြမလဲဘယ်လိုရှောက်ရမလဲဆိုလို့ရှိရင်ဒီ application form ကို apply now နှိပ်လိုက်မယ်အဲ့အခါမှာကိုယ့်ကို account အသစ်တစ်ခုဖွင့်ခိုင်းလိုက်မယ်ပေါ့နော်အဲ့ဒီမှာကိုယ့်ရဲ့ user name ရယ်ပြီးတော့လို့ရှိရင် email ရယ်ပြီးတော့ရင် password တစ်ခုရယ်ပေးလိုက်မယ်ပေါ့လေအဲ့လိုမျိုးကိုက account ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်သူက personal information တွေဖြည့်ခိုင်းလိုက်မယ်ကိုယ့်ရဲ့ passport တွေတို့ပြီးရင်မိဘနာမည်တွေနေရာလိပ်စာတွေဖုန်းနံပါတ်တွေဒါတွေကုန်ဖြည့်ပြီးသွားပြီဆိုရင်နောက်တစ်ဆင့်ကဒီခုနက required document တွေဖြည့်ရမှာပေါ့နော်အဲ့မှာအမားတို့နှစ်ကနဲ့အရင်နှစ်တွေနဲ့ဘာလို့မတူလဲဆိုလို့ရှိရင်အရင်နှစ်တွေကကြတော့ကလိုတဲ့ document တွေအကုန်လုံးကို file တစ်ခုထဲမှာစုပြီးတော့တစ်ခါပဲ submit လုပ်ရတာပေါ့နော်ဒါပေမဲ့အခုနှစ်ကျတော့ဘယ်လိုပြောင်းသွားလဲဆိုတော့ GD ဆိုရင် GD နေရာမှာတွားပြီးထည့်လိုက်ရတယ် English test ကိုဆိုရင် English test ကိုနေရာမှာ portfolio ဆိုရင် portfolio နေရာမှာကိုယ့်ရဲ့ file လေးကို submit ရတယ်ပေါ့နော်ဒီတစ်ဆင့်တော့ကွဲသွားတယ်ဆိုတော့ဒီ file တွေအကုန်လုံးကို submit ပြီးသွားပြီဆိုလို့ရှိရင်ဟိုအောက်ဆုံးမှာရှိရဲဒီ submit now ကိုနှိပ်လိုက်မယ်ပေါ့လေကိုက submit လုပ်ပြီးသွားပြီဆိုလို့ရှိရင် TIS server ကကိုယ့်ရဲ့ document တွေကို review လုပ်တယ်ပေါ့အဲ့လို review လုပ်တဲ့အခါမှာသူတို့က3ရက်အတွင်းတော့ review လုပ်ပြီးတယ်ဒီ3ရက်အတွင်းမှာကိုယ့်ရဲ့ file ကဘာမှapproval မရဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ document တွေကိုပြန်ပြီးစစ်ကြည့်ရမယ်ပေါ့လေစစ်ကြည့်ရမယ်ဆိုတာကဥပမာထားပါတော့သူကဒီ passport တောင်းထားတယ်ဒါပေမဲ့ကိုက passport ကိုမ submit မိဘူးဆိုလို့ရှိရင်ဒီမှာ approve မပေးတာဒါကြောင့်မလို့ပေါ့လေဆိုတော့ကိုယ့်ရဲ့ document တွေကိုတစ်ခေါက်ပြန်စစ်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီ file တွေအကုန်လုံးကပြည့်စုံတယ်ဆိုလို့ရှိရင်တော့ TIS server က approve ပေးလိမ့်မယ်ဒီလို approval ပေးပြီဆိုကမှ application fee ကိုစပြီးသွင်းရမယ်ပေါ့လေapplication fee ကတော့ဘတ်1000သို့မဟုတ် US ဒေါ်လာ30ပေးရတယ်ပေါ့ okay အဲ့လိုမျိုးဒီဒေါ်လာ30ကိုကျတော့ဒီ Thammasat University ရဲ့ bank account ကိုလွှဲပေးရတာဖြစ်တယ်ပေါ့လေဒါရီပြီးသားပြီဆိုလို့ရှိရင်ကတော့ဒီ January 15မှာထွက်မယ် shortlist date ကိုစောင့်ရမယ်ပေါ့လေအဲ့ shortlist ကကြတော့ဒီ website မှာပဲ officially announce လုပ်တယ် shortlist ပါပါပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ faculty alike interview ဖြေရတယ်လည်းရှိကောင်းရှိနိုင်တယ်ပြီးတော့ written test တွေလည်းဖြေရတယ်ပေါ့လေဆိုတော့ဒါကတော့ဒီကိုယ့်ရဲ့ faculty ပေါ်မှာမူတည်ပါလိမ့်မယ်ဒါတွေအကုန်လုံးဖြေပြီးသွားပြီဆိုလို့ရှိရင်ကတော့ February မှာလုံးဝနောက်ဆုံး finalist ဒီ scholarship recipients တွေကိုကြီးညာပါလိမ့်မယ်ဆိုတော့ဒီအသစ်ရှောင်းမဲ့သူတွေအတွက်ဘာ recommend ပေးသေးခြင်းလဲဆိုတော့ပထမတစ်ခုကတော့ deadline မ fight ဘူးပေါ့နော်အခု round 1ငယ် deadline က December 24ဖြစ်တယ်ဆိုတော့ကိုကဒါဒီ file တွေအကုန်လုံးကို December 24မှာ submit လုပ်မိမယ်ဆိုလို့ရှိရင် TIS server ကကိုယ့်ရဲ့ဒီ file တွေအကုန်လုံးကို review လုပ်အောင်ပါကွာသူတို့ review လုပ်ပြီးသွားပြီး approval ရပြီဆိုကမှကိုကဒီ application fee သွင်းရတာဆိုတော့ကိုကဒါနောက်ကျမှသွင်းမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတွေတွေးမိလဲဆိုတော့ကွာ stress များတဲ့သူဆိုလို့ရှိရင်တွေးမိလိမ့်မယ်ဒီကငါ့ကိုဆင်ပေးပါမလားငါလျှောက်လို့အဆင်ပြေပါမလားအဲ့လိုမျိုးပေါ့နော်ဆိုတော့ကို့အနေနဲ့ဖြစ်နိုင်မယ်ဆိုလို့ရှိရင် deadline လေးကိုစောစောလေးကြိုပြီး fight ထားစေခြင်းနဲ့ဥပမာ24ရက်နေ့ deadline ဆိုလို့ရှိရင်22ရက်နေ့လောက်ခရေကကိုက form တွေကို submit လိုက်မယ်ပေါ့လေဒါဆိုလို့ရှိရင်တော့ကို့အတွက်လည်းနည်းနည်းပို့ပြီးစိတ်အေးရတယ်နောက်တစ်ခုကတော့ဒီ scholarship က round 2ခုခေါ်ရဲဆိုပေမဲ့လေအခု first round မှာကလေးက apply လုပ်လိုက်တာပို့ပြီးတော့ recommend ပေးရပေါ့နော်ဘာလို့လဲဆိုတော့ဒီ first round မှာတစ်ခုခုမှားယွင်းသွားခဲ့သည်ရှိတော့ဒီ second round မှာပြန်ပြီးတော့ရှောက်လို့ရသေးတာဆိုတော့လေကိုယ့်အတွက်လည်း opportunity ပိုများတယ်နောက်ထပ်တစ်နှစ်ကြီးလည်းစောင့်စရာမလိုတော့ဘူးပေါ့လေဆိုတော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဒီ first round မှာရှောက်ဖို့အတွက် recommend ပေးချင်ပါတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကကြတော့ဒီ TIS scholarship ကိုရှောက်ပြီးဆိုလို့ရှိရင်သူက scholarship ရရင်ပြီးတော့လို့ရှိရင် admission မှာတစ်ခါရသွားတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ faculty မှာတတိတတန်ကြီးဒီ admission ကိုရှောက်စရာမလိုတော့ဘူးဒီတစ်ချက်ကလေးကိုလည်းသတိချက်စေခြင်းနဲ့ပေါ့နော်ဒါမှအချိန်လေးလည်းမကုန်တော့ဘူးဆိုတော့လေအမအနေနဲ့ကတော့ဒီ TIS scholarship ကိုရှောက်ဖို့အတွက် recommend ပေးရပေါ့နော်။ဘာလို့လဲဆိုတော့ပထမဆုံးအနေနဲ့ကဒီ Thammasat University ဆိုတာကထိုင်းနိုင်ငံရဲ့ဒီ public university တွေထဲမှာဆိုလို့ရှိရင် top 4 university ဖြစ်တယ်။ဆိုတော့ဒီလိုမျိုး ranking အရာရောပြီးတော့ရင်ဒီ education system အရာရော financial support အရာရောအရင်ကိုပဲဒီကောင်းမွန်တာကြောင့်မလို့ဒီ TIS scholarship ကိုရှောက်ဖို့အတွက်အများကြီး recommend ပေးပါတယ်။အခုရှင်းပြပေးခဲ့ရတော့အမရဲ့ TIS scholarship experience အကြောင်းရယ်ပြီးတော့ရှိအခုနှစ်ရှောက်ရှင်တဲ့သူတွေအတွက်အခုနှစ်ရဲ့ TIS scholarship အကြောင်းကိုပြောပြပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုအဆုံးထိကြည့်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်